တောင်ပေါ်တောရွာလေးတစ်ရွာရှိတယ်ရွာနာမည်ကနတ်တန်တောင်ရွာတဲ့အဲ့ဒီရွာမှာနေဝင်ပြီးတာနဲ့လူတွေမထွက်ရဲတော့ဘာကြောင့်လဲဆိုတော့ည7 နာရီတည်းတောထဲကနေလူခေါ်တန်းတန်းထွက်လာတယ်လို့ပဲမောင်ကြီးထွက်လာပါဦးအတန်ကနူးညံ့တယ်လို့ချစ်စရာကောင်းတယ်လို့နဲ့နားထောင်လိုက်ရင်မသွားမနေနိုင်အောင်ဆွဲခေါ်တယ်လို့ပဲတနေ့မှတော့ရွာထဲကလူငယ်တယောက်နာမည်ကကိုထုံးလင်းနဲ့သူကဒီလိုအကြောင်းမရှိတဲ့လူမျိုးတရေလို့ဆိုလို့မယုံဘူးအမြဲပြောတတ်တယ်ညတညမှာမိုးတိမ်တွေဖုံပြီးလာမင်းမထွက်တဲ့အချိန်အဲ့ဒီအသံကပြန်ကြားလာတယ်ထုံးလင်းသူ့နာမည်ကိုတော့သိနေတယ်ကိုထုံးလင်းကနားထောင်ပြီးပြုံးလိုက်တယ်ဘာတူလဲလာစမ်းဘာတူလဲကွာလာစမ်းဆိုပြီးတောဘက်ကိုလမ်းသွားတယ်ရွာသားတွေကကြားပြီးမသွားနဲ့ပြန်လာလို့ပြောကြပြီမယ်သူနားမထောင်အတန်နောက်လိုက်သွားရင်တောလေတွေကအဟောင်းတိုက်တောင်ဖျားလေးနာကိုရောက်သွားတယ်အဲ့ဒီနေရာမှာအဖြူရောင်ဝတ်ထားတဲ့မိန်းမတယောက်နောက်ပြန်ရက်နေတယ်စပင်ရှည်ကြီးကမြေကြီးထိလောက်ရှိကျနေတယ်မင်းကကျွန်တော်ကိုခေါ်လာလားလို့ကိုထုံးလေးကမေးလိုက်တယ်မိန်းမမလှုပ်ဘူးနည်းနည်းချင်းခေါင်းကိုတစ်ဖက်သို့လှည့်လာတယ်ခလောက်လူကောင်းလဲတယ်မဟုတ်အယိုးကကျိုးပြီးပြန်တက်တယ်လို့တာသူမျက်နှာကိုမြင်လိုက်တဲ့အချိန်ကိုထုံးလေးရက်နေရမှလေအေးခဲသွားတယ်မျက်နှာကမျက်စိမရှိဘူးနှလုံးတွေကသွေးနှက်တွေထွက်နေတယ်နာချင်းပြုံးနေတယ်မင်းကပဲငါ့ကိုလာတွေ့မလို့စောင့်နေတာဆိုပြီးအတန်ကြားလာတယ်ဒါပေမဲ့သူမှမဖွင့်ပါဘူးအတန်ကကိုထုံးလေးရဲ့နောက်ဘက်ကနေထွက်လာတယ်သူနောက်လိုက်ကြည့်လိုက်တော့အဲ့ဒီမိန်းမကနောက်ထပ်တစ်ယောက်ထပ်ပေါ်နေတယ်2 ယောက်3 ယောက်4 ယောက်အတူတူပုံစံသူတွေနဲ့နေရနာမည်ခေါ်နေတဲ့အတန်နောက်လိုက်တဲ့သူတွေကနောက်ဆုံးတစ်ယောက်ပဲနောက်နေ့မနက်ရွာသားတွေတောထဲကိုသွားရှာကြတယ်ဖះနာမှာကိုထုံးလေးရဲ့ဖက်နှက်တစ်ဖက်ပဲတွေ့တယ်အနားမှာမြေပြင်ပေါ်မှာခြေရာတွေတယောက်တည်းမဟုတ်ဘူးအနည်းဆုံး10 ယောက်လောက်ရဲ့ခြေရာတွေတောအတွင်းနဲ့ထဲကိုသွားနေတယ်အဲ့ဒီနေရာစားပြီးည7 နာရီတဲ့အတန်ကပိုများလာတယ်လာပါမင်းနာမည်ခေါ်နေတယ်အခုတင်သားထောင်နေတဲ့အချိန်မှာညလည်နေလာပြီဆိုရင်တင်နာမည်ကိုဘယ်သူမှမရှိတဲ့နေရာခေါ်တန်းကြရင်မလဲကြည့်ပါနဲ့မထွက်ပါနဲ့ဘာလို့လဲဆိုတော့အဲ့ဒီအတန်တွေကလူမဟုတ်ဘူး